အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အမဲသားစီပြန်လေးချက်စားဖြစ်ပါတယ်ကျွန်တော်ကတော့အမဲသားကိုစနွင်းမဆလာစားအချိုမုန့်နည်းနည်းနဲ့အမဲသားမုန့်ကိုနှံ့နေအောင်နေပြီးတော့15မိနစ်လောက်နှက်ထားလိုက်ပါတယ်ပါဝင်ပစ္စည်းလေးကတော့ကျွတ်တွန်ဖြူနဲ့ချင်းကိုညက်နေအောင်ထောင်းထားပြီးတော့ကျွတ်တွန်နေကိုပပလေးလှီထားပေးလိုက်ပါတယ်ထောင်းချင်လည်းရရနော်ကျွန်တော်တော့ပပလေးပဲလှီလိုက်ပါတယ်စီပူလာပြီဆိုတော့ ਨੇ ပပလေးလှီထားတဲ့ကျွတ်တွန်မီလေးတွေကိုထည့်ကြောပါတယ်စနွင်းလေးနည်းနည်းထည့်ပြီးတော့ကြောပြီနော်ကျွတ်တွန်နေတွေနွမ်းပြီးတော့မွေးလာပြီဆိုတော့ ਨੇ ထောင်းထားတဲ့ချင်းကျွတ်တွန်ဖြူကိုထည့်ကြောပါမယ်နော်အယောင်တင်မှုန့်3စွန်းလောက်ထည့်စီတက်ထားတာလေးမွေးလာပြီဆိုတော့ ਨੇ နှက်ထားတဲ့အသားတွေထည့်ကြောပါမယ်အရေးကြီးတာကဘာရေမှမထည့်ပဲအသားတွေကထွက်လာတဲ့အရည်တွေကိုပဲခြောက်ချက်မယ်နော်အသားတွေကထွက်တဲ့ရည်တွေခြောက်သွားပြီဆိုတာ ਨੇ ကျွန်တော်ကတော့ရေနွေးလေးထည့်လိုက်ပါအသားမြုပ်ရုံလောက်ပေါ့နော်ပြီးရနဲ့ကျွန်တော်ကတော့သူ့ကိုစီပြန်လာတဲ့အထိတည်ထားလိုက်တယ်စီပြန်ဖို့စောင့်နေရင်လည်းကျွန်တော်ကတော့သူနဲ့လိုက်ဖက်တဲ့မြင့်နဲ့ချင်မောင်ဟင်းရည်လေးလာချက်လိုက်ပါတယ်စီပြန်လာပြီဆိုတာ ਨੇ ကြက်ပါပြီအားလုံးပဲစားကြပါဦးအရင်ကျွေးပါတယ်ခင်ဗျရှယ်ပဲအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်